မကတော့လေရတယ်။အော်မင်းတို့ကရှေးဦးဆိုတယ်အိမ်ုံကတော့မှလားလူကတော့မှ။ဟောလူကတော့မှလူကတော့ဒီမှာကတော့လေရတယ်လေ။ရေးစီကကတော့ပြသွားပြီးတယ်ဟုတ်တယ်မလား။ပြောကွာ။အေးအော်ညီလေးမမာကြီးရောပေါ့နော်။တိုင်ကန်ဝစီကန်မနောကန်နဲ့ပါတဲ့ကိုပစ္စည်းရထားတာဟုတ်တိုင်ကန်ဝစီကန်မနောကန်နဲ့ကိုရောမာကြီးရောဟိုမှာစော်ကားမိတာရှင်ခွတ်လို့ပါကတော့နေတယ်ဟုတ်ပြီကတော့လက်အုပ်ချီလေအော်ဟိုရှေးလူငယ်တွေကလူကြီးကိုကတော့လက်အုပ်ချီပြီးကတော့ရတယ်လေအခုများရှင်းရိုးဆွဲကြီးမကြိုက်ဘူးမဲ့လို့ကျွန်တော်လက်အုပ်မချီတာမင်းကကတိကတ်ဖြစ်သွားပြီကတော့တော့လက်အုပ်ချီရမယ်လေကွာဒါနဲ့တော့မဆိုင်ဘူးလေကွာမကြိုက်မှဆိုးလို့ပါကြိုက်ပါလေကတော့တော့မင်းလက်အုပ်ချီရမှာပေါ့ခါမင်းလေအဲ့ဒါဆိုပြီးရောစိတ်တွေကကတော့နေဒုက္ခတိုင်ကန်မစီကန်မနောကန်နဲ့စကားပြီးမှခွင့်လုပ်ပြီးပါအေးတာရုပြီးပါစံမကုန်ကြီးစီးတယ်ငါကြီးလေးကျမ်းပါလေချမ်းသာတယ်တာရုတာရုအောင်တလုံးနဲ့သူများတွေ3ခုခေါ်တယ်ကွာငါတခွန်းနဲ့ခေါ်တယ်အရေးကြီးကတာရုဆိုတာကောင်းလေဆိုတာပဲဒါပဲလေဟုတ်တယ်မလားမြန်မာအရာပြောပါဠိလိုဆိုရင်တာရုဟုတ်လားမြန်မာလိုအနဲ့ပြန်လိုက်ရင်ဒါကောင်းလေဆိုတာဒါပဲလေပြီးဟုတ်တယ်မလားဟိုကျွန်တော်ကတာရုဆိုတော့အကိုရတခွန်းနဲ့ခေါ်တော့နည်းနည်းစမ်းသွားတာပါနှစ်ခွန်းခေါ်ပြလိုက်ညတခွန်းပြန်ပို့တော့မယ်နှစ်ခွန်းပဲခေါ်ပါကြပါတယ်ကျွန်တော်ပြန်နှုတ်ပေးလိုက်ပါမယ်တာရုအေးရဒါဆိုတည်ဖြစ်သွားလောလောထိုင်ရလေရတယ်ကိုပြဿနာမရှိဘူးဒီမှာပဲညီအကိုကြီးလာအရှိလည်းလမ်းမကောင်းနော်လမ်းဟုတ်တယ်လမ်းမကောင်းတိုက်စီငားလာတာဒီထဲလမ်းဝင်လို့မရဘူးဆိုတော့လေဘေးတွေကလည်းထပ်ငားပြီးတယ်ငားမှာဗောဒီလမ်းကဘေးတွေနဲ့လာသလိုဖြစ်နေပြီဟုတ်တယ်ကားရတယ်မြောက်တော့လောက်ကုန်သွားသေးတယ်ကုန်ပါ2000ခွဲလောက်ကုန်อ๋อကုန်မှာပေါ့မင်းကတော့ဆိုအဲ့လိုပဲကုန်နေကွာတော့ပြီးတော့ဒီဥစ္စာတွေကိုသူ့ကြီးသွားပါခိုင်းလိုက်သေးတယ်ဟုတ်လားသွားပါခိုင်းလိုက်တော့လေ3000လားမုတ်ကြီးပဲ3000နေတယ်ဆို9000ခွဲ6000လောက်9000ခွဲ6000လောက်ကိုကုန်တော့ကတော့ဆိုဒီလိုပဲကုန်နေအေးကဲသွားကြတော့ငါညီနေအကုန်လုံးနေပူပြီးတော့အကုန်လုံးဖြားနာကျွန်တော်တဲ့ပဲပြောတော့မယ်ကွာဒီလိုရကြီးခါကြီးမှာကိုလူကြီးသူမကိုလာကြတော့တယ်ဆိုရဲဗျာမုတ်ဖို့ကတော့ပေးရမှာပေါ့ဒါကလည်းထုံးလန်းစင်လာပဲဟာယူကိုလည်းအဓိပ္ပာယ်မရှိတာမုတ်တော့ယူထားပြီးတော့ပြန်ကြဆိုတော့အေးအဲ့ဒါရှေးဦးဆွဲတွေပဲဒါမင်းတို့မကောင်းတဲ့စနစ်မကောင်းတဲ့စိတ်ဘယ်ကုသိုလ်လည်းမရမင်းတို့ကငါ့ကိုလာကြတော့နေမလို့လာရောင်းတယ်လို့ဖြစ်နေဟုတ်တယ်မလားအဲ့လိုမဟုတ်ပါဘူးကျွန်တော်လည်းဒီရကြီးခါကြီးငါပြပြမယ်မင်းတွက်လာလိုက်မယ်ကွာမင်းတွက်လာလိုက်မယ်မုတ်က3000လမ်းစိတ်က2000ခွဲဆိုရင်9000 9000ခွဲဟို1000ငါတသိန်းခွဲလောက်မြန်အကိုကြီးကငါ့ကိုမပေးလိုက်လို့ရှိရင်ငါ9000ခွဲရမယ်9000ခွဲရရင်ဟိုကောင်ငါဘယ်လောက်ပေးမယ်ဟုတ်တယ်မလားအဲ့ဒါမင်းတို့တွက်လာတာသူဘလို့သိချောင်းငယ်ကြည့်မြချောင်းကြည့်တာမဟုတ်ဘူးသိစရာလည်းမလိုအဲ့ဒါငါငယ်ကလုပ်ခဲ့တာလေနော်အကိုလည်းအဲ့ဒီထုံးစံကိုသိကိုအဲ့ဒါကိုမကြိုက်တာလေအဲ့ဒါယူမကြိုက်တာမိဘတွေကိုလာပြီးတော့ရောင်းတယ်လို့လူကြီးသူမတွေကိုလာရောင်းတယ်လို့ဖြစ်နေကုသူလည်းမရဘူးကွာဟုတ်တယ်မလားအဲ့ဒါလူငယ်တွေအလူမားနေလို့ရေးလိုက်လွဲနေလို့ပြောတာကဲရမောက်ရပြီမပေးနဲ့တော့အကိုဒီရရတဲ့ဟာတွေကိုလည်းကျွန်တော်ကလာကြတော့တယ်ရှေ့လူကြီးတွေဆိုရင်လည်းကျွန်တော်တို့ကြော်ပြီးပြန်ဝင်မုတ်ထားခဲ့ရတယ်လေထားခဲ့တဲ့ခါကျသူတို့ကပြီးရင်စားတယ်လေဒါရှေ့ဦးဆိုတဲ့ပါနေတယ်ဟုတ်တယ်လားအဲ့တော့ကျွန်တော်တို့ကြော်ပြီးသွားပြီအဲ့တော့ရှေ့ဦးဆိုမဖြစ်အောင်လို့အခုဘယ်သူမှမလုပ်တဲ့အတိုင်းအတာတစ်ခုအနေနဲ့လူကြီးကိုကြော်ပြီးသွားရင်တို့ကစားတယ်ဟုတ်တယ်လားအဲ့တော့လူကြီးမကိုင်းနဲ့တော့သားရအောင်တော့မိုင်းကြောင်ဟမ်ရှေးရိုးစွာဖြစ်မှာဆိုလို့နော်ပေါ်ပြီးနဲ့တောက်လို့ရအောင်ရှင်တွေမမလို့နော်ဒီနေ့ကျွန်တော်အေးရောက်နေမှာဆိုလို့မရောက်ပေါ်ပြီးနဲ့နော်အမဖောက်ဘာကနေဘာလို့ရောက်ကြလဲမလေးပြအောင်မနော်ဟဲ့ငါမင်းပတ်တော့ငါအိမ်ရောက်ပြီးပြေးမယ်ကွာရတော့အိမ်တော်ရောက်ပြီးပြေးရမှာအော်ဘလို့လဲဖြစ်သွားလဲကွာကောင်းတယ်မှတ်ပလားဟမ်ကိုရှေးရိုးစက်မကြိုက်တဲ့သူကြီးလာကြတော့တဲ့ပစ္စည်းကြတော့လိုချင်တယ်မုတ်ဖိုးကြတော့ပြန်မပေးချင်ဘူးငက်အဲ့ဒီမှာငက်ဟေးနာစာဘာလုပ်တာလဲအဖေကိုဦးချတာတဲ့ဟာဦးချဒီအဲ့ဒါငါမကြိုက်တာအဲ့ဒါရှီယိုဆွဲတွေနော်ဘာလို့မှာတော့သူထဲစားလို့ရတယ်လေနေ့ပြန်မလက်ပါမလားလက်ပါတယ်အနူမဟုတ်ပါအကောင်းကြီးပါကိုကြီးကောက်ကြိုက်တယ်လို့ဆိုတာအော်ကိုကြီးလေအဖေဘလူးခေါ်နေရတော့ရှာလေရောက်ကမဆိုအဖေခေါ်တယ်ဆိုတာရှီယိုဆွဲတွေနေ့ပြန်နေတယ်အသက်လည်းသိကွာတာမဟုတ်ပါဘူးဟာတော့သူခန့်နေလို့မျက်မှန်တတ်တာဟုတ်တယ်မလားမြင်ရတယ်မလားစားကောက်တယ်မစားတော့ဒီပါဦးသားသမီးရဲ့ထမင်းဖိတ်ကျွလို့ထမင်းဆိုင်ရှေးဦးဆွဲဖြစ်သွားမယ်မစားတော့ဆိုရင်ရှေးဦးဆွဲမဖြစ်တော့ဘူးဟုတ်တယ်မလား
အခုလဲငါလာတဲ့ကိစ္စရှေးဦးဆိုပဲကိစ္စပဲဆိုပါတော့လေ ဟိုအဖေလာရဲ့ကိစ္စပါလေကိစ္စ ဟေးလိုင်းကိစ္စကတော့ငါသာသနာပုံအပြီးဝင်တော့မှမို့လို့ငါပိုင်ဆိုင်မြတ်ပစ္စည်းအားလုံးကိုအမွေအနှစ်နေတဲ့မင်းတို့ကိုပေးခဲ့မလို့ဟုတ်တယ်မလားဟောဒီတမက်ဆိုပြီးသားပေါ့လေဟုတ်တယ်မလားအဲ့တော့အမွေပေးခဲ့မလို့အေးအခုရှေးဦးဆိုမကြိုက်ဘူးဆိုတော့ငါဘာမှမပေးတော့ဘူးအဲ့တော့ရှိသမျှအားလုံးကိုဘုံကြောင်းမဲ့လှူလိုက်တော့မယ်ဒါပဲ မဟုတ်ဘူးလေဖေဖေ ဘာဖဲသမား ဟုတ်လေဖေ အဖေအဖေ ဘာခုမှအဖေလေဟမ်ဘာခုမှအဖေလေရှင်းကြအဲ့ဒါရှင်းကြကျမအဖေကြီးကျမရမယ်အမွေအခုတော့မရတော့ဘူးအမွေမရရင်တင်နေတဲ့အကျွေးတွေဘာနဲ့စရမလဲချွတ်အခုချွတ်ပြီလေချွတ်ဟိုလေချွတ်မရှင်းကျမလေဘင်းကဟာတွေချွတ်လက်ကဟာတွေချွတ်အကုန်ချွတ်ပြီအခုသွားရောင်း ရောင်းပါမယ်